မင်္ဂလာပါကျွန်တော်နေမင်းပါဒီကနေ့မှာတော့စာလုံးပေါင်းကတူတယ်ဒါပေမဲ့အတန်တွက်ကလေးလွဲသွားတာနဲ့အတိတ်ပဲလုံးဝပြောင်းသွားတယ် heteronyms နှလုံးအကြောင်းကျွန်တော်ပြောပြမယ်ပထမတစ်လုံးက content ပါဝင်သောအကြောင်းအရာဥပမာအားဖြင့် the content in this book is interesting ဒီစာအုပ်ထဲမှာပါဝင်တဲ့အကြောင်းအရာတွေကစိတ်ဝင်စားဖို့ကောင်းတယ် content ရောင်ရဲတင်းတိမ်သည် she is content with her simple life သူမကသူ့ရဲ့ရိုးရှင်းတဲ့ဘဝမှာရောင်ရဲတင်းတိမ်တယ် invalid ဆိုတာနေမကောင်းတာကိုပြောတာနာမကျန်းတာကိုပြောတာ invalid he has been invalid since the accident ဖြစ်သွားတဲ့ကသူဟာနေမကောင်းနာမကျန်းဖြစ်နေတယ်လို့ပြောတာ invalid ကြတော့အကျုံးမဝင်တာတရားမဝင်တာ this document is invalid ဒီ document ဆိုလို့ရှိရင်အကျုံးမဝင်ဘူးတရားမဝင်ဘူးလို့ပြောတာ American သုံး English စကားလုံးအသုံးလုံးနဲ့အတန်တွက်တွေကိုကျွန်တော်နဲ့အတူ practice လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် channel ကို follow လုပ်ထားလိုက်ပါ see you tomorrow